အားလုံးပဲမင်္ဂလာပါ KT Learning Academy ကနေပြီးတော့ကြိုဆိုပါရစေဒီနေ့ကတော့ကျွန်တော် Android ရဲ့ coil လေးတွေကိုရှင်းပြပေးသွားမှာဖြစ်ပါတယ်ခါကြီးအိုရှိမှာရှောအင်မူကိစ္စတွေကိုလုပ်ကြရအောင်တဲ့ဒီအထက်မှာပါတဲ့ D1 လေးရကြတော့ kitchen တဲ့ ribbon router ဆိုတာမိဖို့ကြောင်ခန်းထဲမှာ air gun ထဲမှာမိဖို့ကြောင်နဲ့ပတ်သက်တာတွေ air gun နဲ့ပတ်သက်တာတွေအတွက်ဒီခေါ်တော့ပါလေးတွေကိုသင်ရမှာဖြစ်ပါတယ်kitchen ဆိုတာကြတော့ဒါအလုံးမြင်တိုင်း kitchen ပေါ့နော်မိဖို့ကြောင်ပြောတာဓာတ်တစ်ခုလို့လည်းခေါ်ပါတယ်မိဖို့ကြောင်ပေါ့နော် kitchen ဓာတ်တစ်ခုလို့မိဖို့ကြောင်နောက်တစ်ခါကျတော့ danshi ranji ဆိုတာကြတော့ microwave ကိုပြောတာဒီမှာအတိတ်ပဲရေးထားတာလေ microwave ပဲပေါ့နော်သူ danshi ranji microwave gasu ranji gasu konro အဲ့ဒါကြတော့ gas မီးဖို့ပြောတာသိမလားဒီ gas မီးဖို့တအိုးရဲနဲ့ဟာရှိရယ်နှစ်အိုးနဲ့ဟာလည်းရှိရယ် gas နဲ့တည်ရတဲ့မီးဖို့မျိုးကိုပြောတာဖြစ်ပါတယ်နှစ်မျိုးလုံးကအတူတူပါပဲ gasu ranji လို့လည်းခေါ်လို့ gasu konro လို့လည်းခေါ်ပါတယ်နောက်တစ်ခု reizoko ဆိုတာကြတော့ရေခဲတစ်တာဒီမှာ ray ကကြတော့စမတိုက်ခန်းကြီးလေးနေပေါ့နော် reizoko ရေခဲတစ်တာ reba ဆိုတာကြရေပိုက်ကောင်ပြောရဲဆိုတော့ basin လေးမှာပါတဲ့ဒီလိုလှည့်ပြီးတော့ဖွင့်ရတဲ့ရေပုံဝိုင်ကောင်းပေါ့နော်အဲ့လိုမျိုးဟာပြောတာဖြစ်ပါတယ် reba ရေပိုက်ကောင် ochawan ဆိုတာကြတော့ထမင်းပကံလုံးဂျပန်နေကိုရီးယားတွေအဲ့လိုမျိုးစားတဲ့ထမင်းပကံလေးတစ်လေးကိုအကြောင်းရှိမှဆိုလို့ရှိရင်တော့ဟင်းညိုထဲတဲ့ခွက်ပုံစံလောက်လေးပေါ့နော် ochawan ထမင်းပကံလုံးပြောတာဖြစ်ပါတယ် wine glass ဆိုတာကြတော့ wine ကွက် wine တွေပါတောက်တဲ့ဖန်ကွက်အကြည့်လေးလေအဲ့လိုမျိုးဟာပြောတာဖြစ်ပါတယ် wine glass ကွက် koi cup ဆိုတာကြတော့ coffee ကွက်ဂိုင်းပါတဲ့ coffee ကွက်ကိုပြောတာဖြစ်ပါတယ်နောက်တစ်ခါကျတော့ you normie chawan ဆိုတာကြတော့ရွေနေတောက်တဲ့ခွက်ပေါ့နော်ဒီပေါ့နော်ဒီဂျပန်ကားတွေမှာတူလောက်နေရွေနေတောက်တဲ့ခွက်လေးဟိုဖန်ကွက်ဘယ်လိုပြောမလဲကြွေပကံခွက်ကလေးပေါ့နော်ခွက်တေးလေးတွေခိုင်းမပါဘူးပေါ့နော်အဲ့လိုမျိုးဟာကိုပြောတာဖြစ်ပါတယ် you normie chawan ရွေနေတောက်တဲ့ခွက် garasu no koppu ဆိုတာကြတော့ဖန်ကွက်ပေါ့ garasu ဆိုတာကြတော့ဖန်ကိုပြောတော့ koppu ဆိုတာကြတော့ခွက်ပေါ့နော်ဖန်ကွက်ဘယ်လိုလဲဆိုတော့ဒီ garasu no koppu ကကြတော့သူဂိုင်းမပါဘူးခုန koi cup ကကြတော့ဂိုင်းပါတယ် coffee ကွက် garasu no koppu ကကြတော့ဂိုင်းမပါတယ်ဖန်ကွက်ကိုပြောတာဖြစ်ပါတယ် nagashi ဆိုတာကြတော့ basin ribbing ဆိုတာကြ air gun living room ကိုပြောတာဖြစ်ပါတယ်သူ့ကို ima လို့လည်းခေါ်ပါတယ် ribbing ima air gun နောက်တစ်ခုဒီဘက်မှာကြည့်မယ်ဆိုလို့ရှိရင် mado garasu ဆိုတာကြတော့ပြတင်းပေါက် garasu ဆိုတာကြတော့မှန်ပေါ့နော်ပြတင်းပေါက်မှန် mado garasu ပြတင်းပေါက်မှန် amado ဆိုတာကြဒီမှာမိုးခန့်ကြီးလေးနေပေါ့နော်ဒီအားကြောင့်တိုးပြီးတာတကားခန့်ကြီးပေါ့နော်မိုးရေကန်တကားပေါ့ဘယ်လိုလဲဆိုတော့ကျွန်တော်တို့ဒီမှာတကားကြီးဆိုလို့ရှိရင်ဟိုပေါ့နော်ဒီတကားတစ်ချက်တည်းမဟုတ်ဘူးလေတကားနှစ်ချက်သုံးချက်ဒီလိုမျိုးဆင်လာတယ်တကူကကြတော့ချင်းလုံးစကားတကူကကြတော့မိုးရေကန်တကားဟာလာမိုးရလို့ရှိရင်ဒီတကားလေးပဲပိတ်ထားရုံနဲ့ရတယ်ပေါ့နော်အဲ့လိုမျိုးတကားတွေကိုပြောတာဖြစ်ပါတယ်အာမတို့မိုးရေကန်တကားနောက်တစ်ခုကကြတော့အာမီတို့ဆိုတာချင်းလုံးစကားကတော့အားလုံးသိမယ်ထင်ပါတယ်ဟိုစကားပေါက်တိလေးပါတဲ့ဟာမျိုးပေါ့နော်အဲ့လိုတကားမျိုးပြောတာဖြစ်ပါတယ်အာမီတို့ချင်းလုံးစကားconsanto ဆိုတာကြတော့မီပလက်ပေါက်တက်တဲ့ဟာကြီးပါပြောတာမီပလက်ပေါက်ကိုပြောတာဖြစ်ပါတယ် consanto မီပလက်ပေါက် codo ဆိုတာကြတော့မီဂျိုခွေကြီးလေမီဂျိုတွေပါပြောတာဖြစ်ပါတယ် codo မီဂျို aircon ဆိုတာကြတော့ aircon လေးပေးတဲ့ဆက်ကိုပြောတာဖြစ်ပါတယ် heater ဆိုတာကြတော့အပူပေးဆက်ပေါ့နော်ဒီလိုမျိုးအောက်ခြေမှာဖွင့်လို့ရတယ်ပေါ့နော်အပူထုတ်တဲ့ဟိုမှာဟိုမှန်ချောင်းလေးနဲ့လာတဲ့ဟာမျိုးလည်းရှိရိုးပန်ကပုံစံမျိုးမှာမီးလင်းပြီးတော့ဒီလိုအပူတွေထုတ်ပေးတဲ့ဆက်တွေလည်းရှိရပေါ့နော်အဲ့ဒါမျိုးတွေကိုပြောတာဖြစ်ပါတယ် heater အပူပေးဆက်တန်းကြောဆိုတာကြတော့မျက်နှာချက်ဒီအပေါ်မှာရှိရဲ့တန်းကြောမျက်နှာချက်ကိုပြောတာဖြစ်ပါတယ် yuka ဆိုတာကြတော့ကြမ်းပြင် judan ဆိုတာကြတော့ကော်စောပေါ့နော်သူ့ကို carpet တို့လို့တော့ခေါ် carpet ပေါ့နော်ဒီကော်စောကိုပြောတာဖြစ်ပါတယ် judan carpet တို့ကော်စော okay ဒီဘောကလေးရမလားမသိဘူးအဲ့ဒါဆိုရင်ကျွန်တော်တို့အောက်ကိုဆက်ပြီးတော့သွားပါမယ် suido no jakuchi o hineru suido ဆိုတာကြတော့ရေပုံမိုင်ကောင်းပေါ့နော် jakuchi ဆိုတာကြတော့ရေပိုက်ကောင်းပေါ့နော်ခုနပြောတဲ့ဒီရေ
ပုံပိုင်းနေမှာပါတယ်ဒီပိုက်ကောင်းယူပြတာပေါ့နော်ဟိနေရုဆိုတာကြတော့လှဲ့သည်ပေါ့နော်မာဝါရီနဲ့တူလေလှဲ့သည်ဆွီဒိုနော်ဂျာကူချီကိုဟိနေရုဆိုလို့ရှိရင်ရေပိုက်ကောင်ကိုလှဲ့သည်မီစုကခိုရုဆိုလို့ရှိရင်ရေခဲသည်မီစုကခိုရုရေခဲသည်နောက်တစ်ခုကကြတော့ဒီအောက်ကိုတစ်ချက်ကြော်ပြီးတော့ကြည့်ပေးပါဦးနော်ခိုရီနီနာရုဆိုလို့ရှိရင်ဘာဖြစ်လဲရေခဲတုံးဖြစ်လာသည်သူ့လိုဖြစ်လာတာနော်မီစုကခိုရုရေခဲသည်ခိုရီနီနာရုရေခဲတုံးဖြစ်လာတယ်ဒီမှာခန်းကြီးလေးကအပေါ်မှာအဆက်ကလေးပဲပို့သွားမယ်နော်အဲ့ဒါလေးကိုသတိပြုပေးပါရိတ်တိုရှိတဲ့ဟိုဇွန်စုအေးခံပြီးတော့ထိမ့်သိမ့်တယ်ဘယ်လိုလဲဆိုတော့ရေခဲတက်တာတွေမှာထည့်ပြီးတော့အေးခဲပြီးတော့ထိမ့်သိမ့်ထားတာပြီးတော့ frozen လုပ်ပြီးတော့တင်ထားတဲ့ဟာမျိုးတွေပြောတာဖြစ်ပါတယ်နိုကိုရီမိုနိုအာတတာမဲရုနိုကိုရီမိုနိုဆိုတာကြအကြံပေါ့နော်ဟင်းကြံနေပါတယ်ပြောတာဖြစ်ပါတယ်အာတတာမဲရုဆိုတာကြတော့နှွေးသည်ဟင်းကြံတွေကိုနှွေးသည်နိုကိုရီမိုနိုအာတတာမဲရုအကြံတွေကိုနှွေးသည်ဘီရူအိုဟီယာစုဘီရူဆိုတာကြတော့ဘီယာကိုပြောတာဖြစ်ပါတယ်ဟီယာစုဆိုတာကြတော့အေးခံသည်ဘီယာကိုအေးအောင်လို့ဘယ်လိုဆိုဘီယာကိုရေခဲတက်မှာထည့်ပြီးတော့အေးခံတာလေဒါကိုဘီယာကိုရေခဲနဲ့စိမ့်ထားတယ်အဲ့လိုမျိုးဟာကိုပြောတာဖြစ်ပါတယ်ဘီယာကိုအေးအောင်လို့ဒီနောက်တစ်ခုဒီဟာပြီးသွားပြီနော်ကိုရီနီနာတော့ကြတော့အောက်မှာကြတော့ဘီရူကဟီရဲတဲ့ဤဘီယာကအေးနေဘာဖြစ်လဲဘီယာကိုအေးခံတာပြီးဖြစ်တဲ့အတွက်ကြောင့်ဘီယာကဖြစ်သွားလေအေးနေတယ်ဘီရူကဟီရဲတဲ့ဤဘီယာကအေးနေသည် aircon နော် remote con aircon ဆိုတော့ aircon ပဲ remote con ဆိုတာ remote ကိုပြောတာပေါ့နော် aircon ခလုတ်ပေါ့နော် aircon နော် remote con aircon ခလုတ်ပြီးရင် switch ဆိုတာကြလဲခလုတ်ပဲသူက switch ပေါ့နော်ခလုတ်တွေကိုအပိတ်ဖွင့်အပိတ်လုပ်တာကိုပြောတာ switch ခလုတ်ဖွင့်တယ်ပေါ့နော်ပြီးရင်ဒန်းကန်ကိုဤတယ်လို့ဒန်းကန်ကိုဤတယ်လို့ဆိုတာပါလေဒန်းကန်ဆိုတာကြပလက်ပေါက်ကိုပြောတာပလက်ပေါက်ကိုဤရဲဆိုထည့်တယ်ကိုပြောမယ်ပလက်ပေါက်ထည့်တယ်တော့မရှိပလက်ပေါက်ထိုးတယ်ပေါ့နော်ပလက်ပေါက်ထိုးပြီးတော့မီးဖွင့်လိုက်တယ်ပလက်ပေါက်ထိုးပြီးတော့မီးဖွင့်တယ်ဒန်းကန်ကိုဤရဲလို့ပလက်ပေါက်ထိုးသည်နောက်တစ်ခါကျတော့ခီလူဆိုတာကြတော့ပိတ်တယ်ပေါ့သူရဲ့ဟန်တိုင်လေးပေါ့ဂျူဒန်ကိုရှိခုဂျူဒန်ဆိုတာဗာလဲခုနကော်စောကိုပြောတာဖြစ်တယ်ရှိခုကကြတော့ခင်းသည်ကော်စောခင်းသည်ဂျူဒန်ကိုရှိခုကော်စောခင်းသည်โอเคရမလားအဲ့ဒါဆိုကျွန်တော်အောက်ကိုဆက်ပြီးတော့သွားပါမယ်ဟဲရကိုအာတတာမဲရုဟဲရဆိုတာအခန်းပေါ့အာတတာမဲရုကဘာလို့လဲနှွေးတယ်ပေါ့နှွေးအောင်လုပ်တယ်ဟဲရကိုအာတတာမဲရုအခန်းကိုနှွေးအောင်လုပ်ပြီးအခန်းအေးနေလို့ကွာတကူအပူပေးဆက်တွေပါဖွင့်ပြီးအခန်းကိုနှွေးအောင်လုပ်တာတော့ဘာလို့အဲ့လိုမျိုးပြတာဖြစ်တယ်ဒီမှာလာပြီဒမ်မိုးကိုဆိုခဲရုဘာလဲဒမ်မိုးဆိုတာခုနဟီတာကိုပြောတာအပူပေးဆက်ပေါ့နော်အပူပေးဆက်ကိုဖွင့်ဒမ်မိုးကိုဆိုခဲရုအပူပေးဆက်ဖွင့်သည်ခူရာကခိတဲ့ဤလူဒီမှာ rainbow ကခိတဲ့ဤလူခူလာနဲ့ rainbow အတူတူပဲနော်လေးပေးဆက်ကိုပြောတာဖြစ်တယ်လေးပေးဆက်ကအေးနေပြောလေးပေးဆက်ကိုဖွင့်လာလို့လေးပေးဆက်ကအေးနေပေါ့နော်ခူရာကခိတဲ့ဤလူ rainbow ကခိတဲ့ဤလေးပေးဆက်ကအေးနေသည်ဟီအာတာရီကအီဟီအာတာရီဆိုတာနေအောင်ပြောတာဟီအာတာရီကအီဆိုနေအောင်ကောင်းကောင်းရတယ်လေဝင်လေတော့ကောင်းတယ်ဥမာဒီအခန်းပေါ့နော်ဒီပဒင်းပေါက်တွေပါတယ်အဲ့အတွက်ကြောင့်နေအောင်ကောင်းကောင်းလေးရတယ်လေဝင်လေထွက်လေကောင်းတယ်အဲ့ဒါမျိုးပြောတာဖြစ်တယ်ဟီအာတာရီကဝါရူဆိုတာကြောင့်နေအောင်ကောင်းကောင်းမရဘူးလေဝင်လေထွက်မကောင်းပြောဆိုအခန်းကြောင်ကြတယ်ပဒင်းပေါက်ကလည်းမပါဘူးပဒင်းပေါက်ပါတော့လေတေးလေးပဲအဲ့လိုမျိုးပေါ့နော်ပါတော့လေတခြားတိုက်တွေနဲ့ကွဲနေရဲ့အဲ့လိုမျိုးဟာတွေကိုပြောတာဖြစ်ပါတယ်ဟီအာတာရီကဝါရူနေအောင်ကောင်းကောင်းမရဘူးလေဝင်လေထွက်မကောင်းဘူးโอเคအဲ့ဆိုလို့ရှိရင်ဒီ Android Core ရအချင်းချင်းမဲ့လေးရလည်းအဆင်ပြေမယ်လို့ထင်ပါတယ်ဒီနေ့ဗီဒီယိုလေးကတော့ဒီလောက်ပါပဲအဆုံးထိလေးလာနေလို့အားလုံးကျေးဇူးတင်ပါတယ်နောက်ဗီဒီယိုတွေမှာပြန်ပြီးတော့တွေ့ပါမယ်